င်္ဂလာပါကျွန်တော်နာမည်ကတော့မျိုးထက်အောင်ဖြစ်ပါတယ်ကျွန်တော်ကတော့အောင်ထုဆိုင်ကယ်ပြုပြင်နဲ့တင်တန်းကျောင်းတည်ထောင်သူပါကျွန်တော်ရဲ့ဝန်ဆောင်မှုများကတော့ဆိုင်ကယ်နဲ့ပတ်သက်သမျှအရာအားလုံးလို့ပြောလို့ရပါတယ်ဆိုင်ကယ်နဲ့ပတ်သက်တဲ့အကြံပေးဝန်ဆောင်မှုကစဆိုင်ကယ်ပြုပြင်ခြင်းတင်တန်းများကိုလည်းပို့ချပေးလျက်ရှိပါတယ်ဆိုင်ကယ်ပြုပြင်ခြင်းတင်တန်းမှာဆိုရင်တရုတ်ဘိန်းဖြစ်တဲ့1.125ကိုဝါရင်းမိုင်းအင်ဂျင်မိုင်းဖရေမိုင်းစီဘေးစနဲ့ပိုင်းတွေလည်းတင် जा ပေးလျက်ရှိပါတယ် EFI Electronic Fuel Injection လို့ခေါ်တဲ့အဆင့်မြင့်ဆိုင်ကယ်များကိုလည်းစင်ဆာပိုင်းအကျွေတာပိုင်းနဲ့ကွန်ပျူတာပေါက်အသုံးပြုပုံတွေလည်းပါဝင်ပါတယ်ဒါအပြင်ကျွန်တော် inline 4ဖြစ်တဲ့ BG များကိုလည်းတင် जा ပြသပေးလျက်ရှိပါတယ်အဆင့်မြင့် Electronic Fuel Injection လို့ခေါ်တဲ့ EFI ဆိုင်ကယ်များကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ဥရောပအာရှနည်းပညာမြင့်မော်တော်ဆိုင်ကယ်များကိုလည်းစင်ဆာပိုင်းအကျွေတာပိုင်းကွန်ပျူတာပေါက်ပိုင်းနဲ့အင်ဂျင်ပိုင်း CVT ပိုင်းနဲ့အခြားသောကဏ္ဍအလိုက်ဝန်ဆောင်မှုများကိုလည်းပေးလျက်ရှိပါတယ်။ဆိုင်ကယ်ပြုပြင်ခြင်းတင်တဲ့အပိုင်းမှာဆိုရင်လည်းစနစ်တကျရေးဆွဲထားတဲ့သင်ယူညွှန်များနဲ့တင် जा ပြသလျက်ရှိပါတယ်။မကွေးတိုင်းဒေသကြီးမကွေးမြို့မှာရှိတဲ့နည်းပညာမြင့်မော်တော်ဆိုင်ကယ်များကိုပြုပြင်ခြင်းနဲ့တင်တန်းများပေးုံသာမကရက်ဝေးနေသူမတန်ဆွမ်းသူနဲ့အမျိုးသမီးများအပါအဝင်တရုတ်ဘင်းအခြေခံတော့တက်မြောက်ပြီးအစိမ့်မြင့်ကိုထပ်ပြီးတော့လေ့လာခြင်းနဲ့ညီကိုများအတွက်အင်အားလဲလေ့လာလို့ရမယ်အလောက်ကနေပြီးတော့လဲလေ့လာခြင်းနဲ့သူများကိုရည်ရွယ်ပြီးတော့ online သင်ကြားမှုစနစ်နဲ့သင်ကြားပြသလျက်ရှိပါတယ်ကျွန်တော်သင်ကြားပေးထားတဲ့သင်တန်းသားများဟာအနေနဲ့ရရက်မှာကိုပိုင်ဆိုင်များဖွင့်ပြီးကျွန်တော်နေသူနည်းပညာမြင့်မော်တော်ဆိုင်ကယ်များကိုဝန်ဆောင်မှုပေးပြီးအောင်မြင်နေလျက်ရှိပါတယ်ကျွန်တော်ရဲ့တင်တန်းဆင်းပြီးရဲ့လူငယ်200ခန့်ကိုအလောက်ကန်ခွင့်လန်းဖန်တီးပေးပြီးဖြစ်ပါတယ်။အဲ့ဒီ200ကျော်ကနေစင်ပွားပြီးအတတ်ပညာနဲ့အလောက်ကန်ခွင့်လန်းတွေစပွားဖန်တီးပေးထားတာဖြစ်ပါတယ်။ကျွန်တော်သင်ကြားပေးထားတဲ့တင်တန်းသားများဟာအနေနဲ့ရရက်မှာနည်းပညာမြင့်မော်တော်ဆိုင်ကယ်များကိုကျွန်တော်နည်းသူဝန်ဆောင်မှုပေးပြီးအောင်မြင်နေကြတာဖြစ်ပါတယ်။ကျွန်တော်ရဲ့အောင်ထုဆိုင်ကယ်ပြုပြင်ခြင်းနဲ့တင်တန်းကျောင်းဟာထိုက်တင်သောအောင်မြင်မှုများနဲ့ယက်တည်နေလျက်ရှိရတဲ့အမျှလူမှုစီးပွားရေးဆိုင်ရာအကျိုးပြုလုပ်ငန်းများအဖြစ်ယက်တည်နေလျက်ရှိပါတယ်ခင်ဗျာဒါအပြင်ကျောင်းတင်ပညာရေးချို့တဲ့သူတွေနဲ့ငွေကြေးနွမ်းပါတဲ့သူများကိုလည်းအခမဲ့တင် जा ပေးရင်အလောက်ကန်ခွင့်လန်းများဖန်တီးပေးဖို့ရည်ရွယ်ချက်ထားဆောင်ရွက်နေတာဖြစ်ပါတယ်မကွေးမြို့မှာအစင်းမြင့်ဆိုင်ကယ်ဝက်ရှော့နဲ့တင်တန်းကျောင်းကြီးပေါ်ထွက်လာပြီးတန်ဖိုးရှိတဲ့လူငယ်တွေကိုပြိုးထောင်ပေးနိုင်ရေးကအဓိကရည်မှန်းချက်လည်းဖြစ်ပါတယ်။ဒါကြောင့်ဆိုင်ကယ်နဲ့ပတ်သက်ရင်ဘာပဲလို့ဆက်သွယ်ပေးပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့4233886669ဖြစ်ပါတယ်။